ကြီးရွေးကောက်ပွဲတွေအုပ်ကြီးရွေးပွဲတွေလုပ်နေပြီခင်ဗျားတို့တမက်ကြမယ်လို့ခင်ဗျားတို့ထင်တယ်လားအတန်ထွက်လာလိုက်မယ်အခုကြမှာလဲအုပ်ကြီးတွေလှုပ်ချင်တဲ့သူတွေကလည်းတပြုံးတစ်ခေါင်းဟူဖစီတွားတာနဲ့ဟူဘဲဟာစီတွားဟူမသဘဟူအကုန်လုံးပတ်သွားနေကြတာဟုတ်လားအရာရှိကတော့တရင်မှုတွေတောင်မှရတဲ့လစာနဲ့အခုခေတ်ကုန်စည်နှုန်းနဲ့လုံးဝလောက်မနေဘူးအကြံဖန်ရလို့တာလင်းလောက်ငှနေကြတာကဲကြားရနော်နိုင်ကြတာတောက်နိုင်ကြတာနေနိုင်ကြတာဝင့်နိုင်ကြတာကျမပြောတာမှားသလားဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်မနက်ခင်ဒီပါဒါကျွန်တော်ရဲ့မနက်ပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ဒီကနေ့ဇွန်လ19ရက်နေ့အတွက်ဒါမနက်ပိုင်းတီးရတဲ့တော်လန်စစ်ရေးသတင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတွေတွားပြီးတော့ကြည့်လိုက်အောင်ညာဒါဗီဒီယိုလေးမစခင်မှာဒါကြောင့်ပထမဦးစွာပြောချင်တာကတော့ဒီကနေ့ဇွန်လ19ရက်နေ့ကဆိုရင်တော့ဖြစ်ဒါကျွန်တော်လူထုကောင်းဆောင်ရေးအမေတော်အောင်ဆန်းစုကြည်ရဲ့ဒါစစ်စစ်တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်လည်းဖြစ်တယ်ပေါ့နော်ဒါဒီနေ့မှာကြာရောက်တဲ့အမေစုရဲ့မွေးနေ့လေးမှာဒီနှင်းစီလှုပ်ရှားမှုကမ်ပိန်းလေးကိုလည်းဒါလုံခြုံရေးစိတ်ချရတဲ့သူတွေအနေနဲ့အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ဒါကြောင့်တောင်းဆိုရင်းနဲ့ပဲဒါပထမဆုံးဒီမကွေးတိုင်းဘက်ကသတင်းကောင်းလေးနဲ့စလိုက်ရမယ်ဆိုရင်မကွေးတိုင်းရေစကြိုမြို့ပေါ်မှာကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာတက်ကြက်ကြီးဇော်မင်းအပါအဝင်2ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မနက်7:00နာရီခန့်ကရေစကြိုမြို့ပေါ်မှာကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်သား20ခန့်ကိုရေစကြိုမြို့တောင်ဖျား2000ပြည့်ရက်ကွက်အနီးရောက်ရေစကြိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကအနီးကပ်စောက်ကြိုတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်30နီးပါးကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတိုက်ခိုက်မှုအတွင်းခလာယာ256တပ်ရင်မှတက်ကြက်ကြီးဇော်မင်းအပါအဝင်2ဦးသေဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကဒီအကြမ်းဖက်စစ်သားတွေကတော့မြို့အတွင်းသို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းဒါအဲ့ဒီတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်2ဦးကြီးထီးမှန်မစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ကဲတော့ဆက်ပြီးတော့ဒီတနင်္သာရီတိုင်းဘက်မှာဆိုရင်တနင်္သာရီတိုင်းလောင်းလုံမြို့နယ်ဆက်ပြရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား10ဦးထက်မနည်းသေဆုံးခဲ့ပြီးအရာရှိ2ဦးအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကလောင်းလုံမြို့နယ်အနီးမှာရှိတဲ့ဆက်ပြရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲတွေတနေကုန်ပြင်းထန်ခဲ့ပြီးတဝယ်ဘက်မှအကြမ်းဖက်စစ်တပ်ကလည်းလက်နက်ကြီးများနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီတပ်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးထက်မနည်းသေဆုံးခဲ့ပြီးအရာရှိ2ဦးအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကစစ်သားအလောင်းတွေနဲ့လက်နက်ခဲယမ်းအချို့ကိုတော့တော်လိုင်းတပ်ဖွဲ့တွေဘက်ကတင်စီရမိခဲ့ကြောင်းသိရပါတယ်။ဒါအပြင်အဲ့ဒီတပ်ပွဲအတွင်းအထိနာနေတဲ့ဒီအကြမ်းဖက်စစ်တပ်ကလက်ရှိအချိန်ထိဒီဆက်ပြရွာဖုံးကြောင်းအတွင်းမှာတက်ဆွဲထားပြီးတော့အနီးနားမှာရှိတဲ့ပြည်သူပိုင်နေတလုံးမှာလည်းစစ်သားအလောင်းတွေကိုထည့်ကမိဆို့ဖျက်ဆီးခဲ့ကြောင်းဒါသူတို့စစ်ကြောင်းတစ်ခုလုံးအထိနာခဲ့တဲ့အတွက်ကြောင့်ဇွန်လ14ရက်နေ့ညပိုင်းမှာတော့ဆက်ပြရွာအနီးကတောတောင်တွေစီရဘတ်တို့ပြန်လဲဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ကဲတော့ဆက်ပြီးတော့ဒီမွန်ပြည်နယ်ဘက်မှာဆိုရင်မွန်ပြည်နယ်ရေမြို့နယ်အခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့တပ်ရင်တစ်ခုကလက်နက်တိုက်အတွင်းမှာရှိတဲ့စစ်လက်နက်ပစ္စည်းဓာတ်ပုံတွေကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ခဲ့တဲ့တက်ကြက်ကြီးတူအပါအဝင်တပ်ဖွဲ့ဝင်3ဦးကိုစစ်ခုံရုံးကနေထောင်ဒဏ်9နှစ်စီအမိန့်ချမှတ်လိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာရေမြို့နယ်မြောက်ပိုင်းအာယူတောင်ကျေးရွာအခြေဆိုင်ခမရ90ခုတက်ရင်ကတက်ကြကြီးမျိုးအောင်အသုံးပြုတဲ့ဖိုးစီနာမည်နဲ့လူမှုကွန်ရက်အကောက်ကနေတက်တွင်လက်နက်တိုက်မှာရှိနေတဲ့စစ်လက်နက်ပစ္စည်းတွေကိုဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်။ဒါအဲ့ဒီလိုဓာတ်ပုံတွေပေါက်ကြားလာပြီးတဲ့နောက်ရေဘလူတပ်ဖွဲ့ခေါင်းဆောင်ကလည်းဒီလက်နက်တိုက်ကဘယ်တက်ရင်ကလည်းဆိုတာရေမျိုးကခေါင်းစိမ်းဆိုရင်သိတယ်ဆိုတဲ့စာသားနဲ့အတူပြန်လည်မျှဝေခဲ့တာပါ။အဲ့ဒီနောက်ရပ်ပိုင်းအတွင်းမှာပဲအမှတ်19စစ်စင်ရေးကုတ်ကဲမှုဌာနကျောကနေရေမြို့နယ်အတွင်းကချင်းလင်းချင်းမြန်တက်ရင်တွေကိုအရေးပေါ်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအဲ့ဒီလိုစစ်ဆေးပြီးတဲ့နောက်အဆိုပါဓာတ်ပုံတွေကခမရ90ခုလက်နက်တိုက်ကတနက်တွေဖြစ်ပြီးဓာတ်ပုံရက်တင်ခဲ့သူတက်ကြကြီးမျိုးအောင်နဲ့လက်နက်တိုက်တာဝန်ကျတပ်သား2ဦးတို့ကိုဒီအကြမ်းဖက်စစ်တပ်ကချက်ချင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒါဇွန်လ15ရက်နေ့မှာတော့သူတို့ကိုစကခ19စစ်ခုံရုံးကနေတပ်မတော်အဥပဒေ35စလုံးနဲ့ထောင်ဒဏ်9နှစ်စီအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီကချင်ပြည်နယ်ဖားကံမြို့နယ်အတွင်းမှာရှိတဲ့အရက်သားပြည်သူများနဲ့လုပ်ငန်းရှင်များရဲ့နေအိမ်တွေကိုလိုက်လံဓမြတိုက်နေတဲ့ဒီအကြမ်းဖက်စစ်သား9ဦးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကဖမ်းဆီးရရှိထားပြီးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကဖားကံမြို့နယ်လုံခင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့နေရာတစ်ခုမှာ KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေကအဆိုပါအကြမ်းဖက်စစ်သား9ဦးကိုဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဒါ၎င်းတို့ကိုဖမ်းဆီးစစ်ဆေးရမှာအရက်သားပြည်သူများနဲ့လုပ်ငန်းရှင်များရဲ့နေအိမ်တွေအတွင်းဝင်ရောက်ကရွေချက်စစ်စစ်ဓမြတိုက်မှုတွေကျူးလွန်နေသူတွေဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ဒါဒေတာတွင်သတင်းမြစ်ရဲ့ပြောပြချက်အရဖမ်းဆီးရမိထားတဲ့သူတွေထဲကလူမှုကွန်ရက်ပေါ်မှာဓာတ်ပုံတွေတကွထွက်ပေါ်လာတဲ့2ဦးကတော့ပြည်သူ့စစ်ပစအဖွဲ့ဝင်တွေဖြစ်ကြောင်းအတည်ပြုထားပါတယ်။
ဒါအဆိုပါအကြမ်းဖက်စစ်သား9ဦးကိုဖမ်းဆီးရမိပြီးနောက်ပိုင်းမှာလည်းဒီအကြမ်းဖက်စစ်တပ်ရဲ့ဓမြတိုက်မှုတွေကဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်ဒါပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ညပိုင်းဖားကံမြို့နယ်နမဖြစ်အုပ်စုစွတ်ချက်ကြီးရွာမှာရှိတဲ့ကုမ္ပဏီဝင်းတစ်ခုအတွင်းသို့အကြမ်းဖက်စစ်သားတချို့ကတနက်ပြဓမြဝင်တိုက်ခဲ့ရမှာငွေကျပ်3,200ခန့်ပါသွားကြောင်းသိရပါတယ်ဒါအပြင်အဲ့ဒီနေ့ည9နာရီဝန်းကျင်မှာလည်းလုံခင်းကြီးရွာအုပ်စုဂျိတ်လန်အနီးမှာအကြမ်းဖက်စစ်သားတွေကထပ်မံပြီးတော့ဓမြတိုက်မှုတွေကျူးလွန်ခဲ့ကြပါတယ်ဒါလက်ရှိမှာဖားကန်ဒေတာအတွင်းမှာရှိတဲ့ကြီးရွာတွေထဲမှာအကြမ်းဖက်စစ်သားတွေသာမကမင်းစီတန်ဦးဆောင်တဲ့ဝါရာဇော့ပြည်သူစစ်တွေနဲ့ပေါ်တာဆွဲခေါ်လာတဲ့ပြည်သူစစ်တွေကရောထွေအခြေဆိုင်နေကြပြီးရွာတွေအတွင်းမှာရှိတဲ့နှိပ်ခမ်းများနဲ့ပြည်တစားအိမ်ဒီမှာအခြေချနေထိုင်နေကြကြောင်းဒေတာခန်တွေကပြောဆိုထားပါတယ်ဒါစစ်စစ်မြင်မြန်မှုတွေအရာဒီအကြမ်းဖက်စစ်သားတွေကဓမြတိုက်ပြီးရရှိလာတဲ့ငွေကြေးတွေကိုသူတို့မိသားစုတွေထံသို့ပြန်လည်လွှဲပြောင်းပေးနေကြောင်းဖန်ဆီးရမိတဲ့ပြည်သူစစ်တချို့ကဝန်ခံထွက်ဆိုထားပါတယ်ဒါပြီးခဲ့တဲ့ဧပြီလမှစတင်ပြီးယနေ့အချိန်ထိ2လကျော်ကြာကာလအတွင်းဖားကံမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်သားတွေနဲ့၎င်းတို့လက်အောက်ခံဝါရာဇုတ်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကပြည်သူလူထုအပေါ်ဓမြတိုက်မှုအကြိမ်50ထက်မနည်းကျူးလွန်ထားကြောင်းသိရပါတယ်ဒါအပြင်လမ်းမတွေပေါ်မှာတရားမဝင်ဂိမ်းများဖွင့်လှစ်ကခရီးသွားပြည်သူများရဲ့လက်ကင်ဖုန်းစံကိန်းနဲ့ပတ်စံတွေကိုအတရားအဓမ္မသိမ်းယူနေတဲ့အပြင်လူတချို့ကိုပါဖမ်းဆီးကမိသားစုများထံမှငွေကြေးဖြစ်ပြန်လဲရွေးခိုင်းနေတဲ့ပြန်ပေးဆွဲမှုတွေကိုပါပြောင်းကျကျကျူးလွန်နေလျက်ရှိကြောင်းဒေတာတွင်သတင်းမြစ်များထံကသိရပါတယ်ကဲတော့နော်ဒါသူတို့ဒီအကြမ်းဖက်စစ်တပ်ကပြည်သူလူထုကိုကာကွယ်နေပါတယ်ဆိုပြီးဖင်ကုန်းပြီးអော်နေတဲ့ဟိုဘက်ရက်ကောဘောမတွေကတော့ဒီသတင်းနဲ့ပတ်သက်ပြီးဘာအတန်မှမထွက်ကြဘူးနော်ကဲတော့ဒီမနက်ပိုင်းအတွက်စစ်ရေးသတင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးသူတို့ဒီအကြမ်းဖက်စစ်တပ်ထဲကကောင်တွေကဒါသူတို့ရတဲ့လစာနဲ့ဒါသူတို့မိသားစုစောင်းနေရဘလို့မှမဖူလုံလို့ဆိုပြီးဒါပြည်သူလူထုအပေါ်မှာမတရားနိုင်ထက်စီးနေနေပြုလုပ်ဆက်ကြည့်နေမတရားကောက်ဓမြတွေတိုက်ပြီးမှရလာတဲ့ပတ်စံတွေနဲ့ဒါသူတို့မိသားစုတွေကိုပြန်ပြီးတော့ထောက်ပံ့ပေးနေရပါတယ်ဆိုပြီးဒါသူတို့စစ်တပ်ထောက်ခံသူတက်ကုံမအမွှေစိန်ကလည်းဘလို့တွေဖောကောင်းတွေလှုပ်တော်မလဲဆိုတာရောဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာလူလိုဆိုင်ရင်လောက်တယ်ဆိုတဲ့ကွန်မန့်လေးအတိုင်းကိုကျမကပြောပြပါမယ်။ဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကကျမတို့ငယ်စဉ်ကာလကကျမတို့လက်ထက်မှာနေတဲ့ချိန်မှာဥပိုင်ငွေကဖြတ်တယ်သူ့ချိုးစားနဲ့သူ့ချိုးစားနဲ့ဖြတ်တယ်နောက်တစ်ဖြည်းဖြည်းနဲ့ဟိုခစ်ခါအလိုက်ပေါ့ပြောင်းလဲလာတော့1000ထိဖြတ်တယ်အခုက1000ကနေတော့မှ9000ကျားကိုဖြတ်တယ်အောက်ချီမိသားစုရဲ့လာစားအလွန်ဆုံးရရင်3သိန်းပေါ့ဟာလားဥပိုင်ကဘယ်လောက်ဖြတ်မလဲတိချက်ဥပိုင်ဘယ်လောက်ဖြတ်မလဲရှင်တို့အသိဆုံးနော်နှစ်ချက်တက်တွင်းမှာဗန်စုငွေစီရင်ဆိုတာရှိတယ်ဟာလား3ချက်တရင်ထဲမှာဆန်ကအလကားပေးနေတာလားပတ်စံနဲ့ထုတ်ရသလားပတ်စံနဲ့ထုတ်ရဆိုလို့ရှိရင်အိမ်အောင်စုတစုမှာမိသားစုဘယ်နှယောက်ရှိလဲဆန်ဘယ်နှပြည်ရမလဲအဲ့ဒီမှာဆန်ထုတ်စားရမယ်ပတ်စံဘယ်လောက်သွားနေပြီလဲတွက်နော်ကျမထောက်ပြသွားတာတွေတွက်နော်တပတ်မှာကြက်ဥကြော်တစ်ခါပဲစားအောင်တလောက်နှစ်ခါစားမယ်ထားမိသားစု9ယောက်ရှိမယ်ဆိုရင်ဘယ်လောက်သွားမလဲကြက်ဥကြော်အတွက်နော်ကျန်တဲ့စားချုံမုတ်စီတွေပါဘိုးတွေမပါသေးဘူးဟာလားနောက်ပြီးကြရင်မိသားစုရှိတဲ့လူဆိုလို့ရှိရင်စားဝတ်နေရေးဆိုတာလာမယ်စားစရာပြီးသွားရင်ဝတ်ဖို့လာမယ်ဝတ်ဖို့ဆိုတာလဲကြာမှတစ်ခါဝဲနိုင်လားတက်ထဲမှာနေတဲ့မိသားစုတွေကဟုတ်တယ်နော်ရွှေငွေဆိုတာမစင်းစားနဲ့ရတဲ့လစာနဲ့ရတဲ့လစာကိုကျမထောက်ပြနေတာနော်နောက်ပြီးကြရင်အရွယ်ရောက်တဲ့ကလေးတွေရှိတယ်ဆိုရင်ကြောင်းထားရမယ်ကြောင်းထားရမယ်ဆိုရင်ကျောင်းသားရဲ့ဝစ်စုံဘိုးတွေလာမယ်ခဲတံပေးတံဘောပြက်ဘိုးတွေလာမယ်အလကားရလားလူလိုဆိုင်ရင်လောက်တယ်ဆိုရက်လူကြီးဖြေပေးအောင်လူကြီးလားမကြီးလားမသိဖြေပေးအောင်ဟုတ်လားတက်မတော်မှာအောက်ခြေလူဒန်းစား3သိန်းမပြောနဲ့အရာရှိကြတော့တရင်မှုတွေတောင်မှရတဲ့လစာနဲ့အခုခေတ်ကုန်စည်နှုန်းနဲ့လုံးဝလောက်မနေဘူးအကြံဖန်ရလို့တာလင်းလောက်ငှနေကြတာကဲကြားရနော်စားနိုင်ကြတာတောက်နိုင်ကြတာနေနိုင်ကြတာဝင့်နိုင်ကြတာကျမပြောတာမှားသလားကဲတော့နော်ဒါသူတို့ဒီအကြံဖတ်စစ်တပ်ထဲကဒါကျွန်တပေါက်တွေကတော့ဒါသူတို့ရတဲ့လစာနဲ့ဘလုံးမလောက်ငါလို့ဆိုပြီးဒါပြည်သူလူထုအပေါ်မှာဒါမတရားနိုင်တဲ့စီးနေနေပြုလုပ်နော်ဒါမတမာတဲ့နီးနဲ့ရလာတဲ့ပတ်စံတွေနဲ့ပဲဒါသူတို့မိသားစုတွေကိုပြန်လည်ပြီးတော့ထောက်ပံ့ပေးနေရပါတယ်ဆိုပြီးဒါသူတို့စစ်တပ်ထောက်ခံသူတက်ကုံမကိုယ်တိုင်ပြောပြထားတာအားလုံးပဲကြားကြမှာပါနော်အဲ့တော့ကိုယ့်ရဲ့အခွင့်အရေးဆုံးနေရတာတော့ဒါယုံထွက်ဖို့မကြိုးစားဘဲနဲ့ဒါပြည်သူတွေအပေါ်မှာနိုင်ထက်စီးနေပြုလုပ်ပြီးမှဒါရလာတဲ့ပတ်စံနဲ့ဒါမင်းတို့မိသားစုတွေကိုပြန်ပြီးတော့ထမင်းကျွေးနေတာဆိုတော့
ဒါမင်းတို့စားနေတဲ့ထမင်းတွေကဒါငါတို့ပြည်သူတွေရဲ့မျက်ရည်တွေဆိုတာကိုလည်းမင်းတို့သတိရကြအောင်နော်ကဲတော့နောက်ထပ်ဒီဓမြပီစောဒီခေါင်းဆောင်ငပေါကလည်းဒါသူတို့ရဲ့ဒီအုတ်ကြီးရွေးကောက်ပွဲတွေကလည်းနီးလာပြီဆိုတော့ဒီကောင်ကလည်းဘလို့တွေဒဲတွေကစ်ထားအောင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ ကြီးရွေးကောက်ပွဲတွေအုပ်ကြီးရွေးပွဲတွေလုပ်နေပြီခင်ဗျားတို့တမက်တမက်ကြမယ်လို့ခင်ဗျားတို့ထင်တယ်လားအတန်ထွက်လာလိုက်မယ်တမက်တမက်ကြမလို့ထင်တယ်လားခိပြက်ထဲမှာလည်းချမ်းသာပါတဲ့အုပ်ကြီးတွေရှိလို့ခိပြက်ထဲမှာလည်းပေးဆက်လိုက်ရတဲ့အုပ်ကြီးတွေလည်းရှိတာပဲအကုန်လုံးတော့ဦးဇင်းတို့ကမဆိုးလို့ဟုတ်လား အကုန်လုံးပဲ အခုကြမှာလည်းအုပ်ကြီးတွေလှုပ်ချင်တဲ့လူတွေကလည်းတပြုံးတစ်ခေါင်းဟူဖစီတွားတာနဲ့ဟူဘဲဟွာစီတွားဟူမသဘာဟူအကုန်လုံးပတ်သွားနေကြတာပဲဟုတ်လားအခုကြမှာအုပ်ကြီးလှုပ်ချင်တဲ့လူတွေကအများကြီးအုပ်ကြီးလာကမှခင်ဗျားလည်းတသိန်းကျော်လေးတသိန်းလမ်းမတည်ရရတာလေဗျာဒါပဲနဲ့ဘာမှမစားဘဲနဲ့အဲစရင်တိုင်တာနဲ့ရက်ွက်ထဲမှာမြေလာလို့စားချုပ်ပင်ကိုလကားနေအရင်ကြည်တယ်လေဗျာအရင်ကြည်တယ်တော်တော်များအဲ့ဒါပဲလူရင်းရတော့ဟုတ်လားဒီလိုပဲတစ်ခါလေကြတော့ယာပြီးရင်တစ်မျိုးမယာပြီးရင်တစ်မျိုးယာပြီးရင်မရခင်ပြည်သူဆက်ဆံတာတစ်မျိုးဩအရာအာနာလေးလည်းရပြီးရောဟုတ်လားဘာမှမဟုတ်တဲ့လာကမှာ9တိတ်ကျော်ရှိတာပါအဲ့ဒါလေးလည်းရပြီးကကြတော့တစ်မျိုးလမ်းချောက်ထားတော့မှမတူဘူးဗျအဲ့တော့မရခင်တစ်မျိုးရခင်တစ်မျိုးမလုံးနဲ့နော်မလုံးနဲ့ဟုတ်လားပြောချင်တာကတော့အမျိုးသားရေးဓမ္မတွေကဘယ်ဆိုရတတ်တဲ့စန့်ကျင်ဘက်လှုပ်လာရင်တော့ဟုတ်လားအမျိုးသားရေးဓမ္မတွေကအတိအတိုင်ပဲအမျိုးသားရေးဓမ္မမှာငုံခံတဲ့အနေအထားမရှိဘူးနော်ဒါလေးတော့သိစေချင်ပါတယ်ဗျအဲ့တော့ငုံမခံနိုင်ဘူးဆိုရင်လည်းပြန်ပြီးတော့ကြုံပေါ့ငါတို့ကလည်းလက်ခုပ်လက်ဝါးတွေတီးပြီးတော့အားပေးနေတယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကျွန်တော်သာသနာကိုဖျက်ဆီးနေတဲ့ဒီဓမြပီစောဒီခေါင်းဆောင်ငပေါက်ကိုဒါဒီအကိုတယောက်လည်းဘာတွေပြောထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာပေါက်ကိုတော့ဖုံးကြီးတင်ကားဝတ်နဲ့လူသက်အဖွဲ့တီထောင်းတယ်အဲ့ဒါဆိုတော့ပြောချင်တာဒီဗုဒ္ဓဘာသာဘာလဲအကြမ်းဖက်တာလူသက်ပါလာလားဘာလဲကျွန်တော်မေးချင်တာဘာသာရေးစော်ကားတာမဟုတ်ဘူးနော်သူစီဆုံးတာနဲ့မရှိမဆိုင် PDF ထောက်ခံတဲ့ရွာတွေကိုဒီထဲမှာထားတိမှုတဲ့ PDF ပို့ပြီးထွားဟိုပိုးများလာမှာဘာညာစစ်တပ်ကိုမိဆော့ခံနဲ့ဖျက်ဆီးခံတာဒါဖုံးကြီးနော်ဗုဒ္ဓဘာသာဖုံးကြီးတခြားဘာသာတော့ခရိယာန်တို့မွတ်စလင်တို့ကတော့ဒီလိုလုပ်ကြည့်သေးလားထောင်ထဲထွက်ရမှာမဟုတ်ဘူးပြီးတော့ခရိယာန်နေတရားဟိုးတယ်မရှိမဆိုင်ဗုဒ္ဓဘာသာဆိုကားတယ်ဆိုမှထောင်ချဆရာသေးပြီလားသူကတရားဟိုးပြီးတော့ဟိုဆွေခေါင်းလုံးထောင်ကြဗုဒ္ဓဘာသာတွေဆိုလီခရိယာန်နေဟိုသူကတော့ချောင်းစွန်းလည်းထောင်ကြဤပေါ့လည်းဟိုထောင်ချဒီလိုဟိုခရိယာန်နေပေါ့ထောင်ချကနေအခုဖုံးကြီးတနတ်ကြိုင်ပြီးခါမှာလူမိုက်လို့ပြီးသူတွေကိုတတ်ဖြတ်ဒီလောက်အကြမ်းဖက်တာဘယ်သူမှမဖမ်းဘူးဖမ်းလေဘာလို့မဖမ်းတာလဲလူတတ်တာလေနော်လူတတ်ဖို့အားပေးအားမြောက်လုပ်တယ်သူကလည်းလူတတ်မှုကျူးလို့နဲ့နော်ဆိုဆယ်မီလီယာပေါ်တက်ပြီးမှပြီးသူတွေကိုနှုတ်နဲ့ဆိုကားတယ်ဟိုပြောတော့ဗုဒ္ဓဘာသာမှာရှိတယ်လေကာယကဝစီကမနောကနဲ့တော့မပြစ်မှားဘူးနှုတ်နဲ့တော့မပြစ်မှားဘူးဆိုတဲ့လူတွေဒီကောင်တွေကကြည်ဆန်နဲ့ပြစ်မှားတယ်နော်တခြားဘာသာတွေပဲဟိုထောင်ချမယ်ဗုဒ္ဓကတော့ဘာလို့လူဘလောက်တတ်ဟိုထောင်းဟိုအရေးမရောဘူးဆိုတဲ့တပို့ဆိုတော့ဒီနေ့ခင်ဗျားတို့မြင်တဲ့လူတကမြင်ပြီးတော့ဒီဟိုပေါက်ကိုရိုရဲ့စကိုင်းအသိခံလဲရတော့လူပေါင်း300အသိခံလဲရကြည့်အဲ့ဒီမှာဖမ်းလာတဲ့လူကြည့်ကြည့်လဲလူရုပ်ပေါက်တာတွေ့ဒီစုပ်ပြရွက်ဒီရွက်ဆောင်အရတမားရီဟိုဘေတီဘေဆောင်နေနဲ့အမတဘေမတဒီပေါ့ပြောကြည့်ကြည့်လဲလူမိုက်တခိုးတညတွေပုံစံအနေထားကအများကြီးกว่าအသိဉာဏ်ခေါင်းပါတဲ့အကောင်တွေပဲဒီလိုစစ်တပ်နောက်လိုက်ပြီးကြန့်ခိုင်ရဲ့ဘာဒီဝန်တွေကဒီလိုဖြူစိုးတီးဆိုဖွဲ့စည်းလို့ရတာစီးအောင်လို့ရတာအရက်တမားတွေသူတို့ရုပ်ကိုကြည့်ကြည့်လိုက်တန့်ပြန်တယ်ကောတကောမှမပါဘူးကဲတော့ဒါအမျိုးဘာသာသာသနာပါဆိုပြီးတော့អော်နေကြတဲ့သူတွေကြားကြတယ်နော်ဒါကိုယ့်ရဲ့သာသနာကိုရည်ရွယ်ချက်စစ်စစ်ဖြတ်စည်းနေတဲ့ကောင်ကိုကြတော့ဘာမှမတားဘဲနဲ့ရင်ကုန်နှုတ်ပဲနေတဲ့အပြင်ကမှနော်ဒါပြန်ပြီးတော့ပါကိုးကွယ်နေတယ်ဆိုတော့ဒါငါတို့ရဲ့သာသနာကိုဖြတ်စည်းနေတဲ့အထဲမှာမင်းတို့ပါနေပြီးဆိုတာကိုလည်းကိုပြန်ပြီးတော့စဉ်းစားကြည့်ကြအောင်နော်ဒီဝရကလည်းသူပေးတတ်တဲ့သူရှိတယ်ဆိုပေမဲ့လည်းဒါအမှန်တရားကိုသိအောင်လုပ်ဖို့ကတော့လိုအပ်တယ်လို့မင်းတို့မထင်ကြဘူးလားဟမ်ပြောလိုက်ရင်တော့သူတို့လောက်သိတာသူတို့ပဲသူတို့လောက်တတ်တာလည်းသူတို့ပဲဒါသာသနာကိုပြန်ပြီးတော့ဖြတ်စည်းနေတာကလည်းသူတို့ကိုယ်တိုင်ပဲနော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကောင်မောင်နှမတယောက်ချင်းနေတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါနောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါအောင်မယ်အားလုံးပဲကျမ်းမာပေးကင်းကြပါစေညာ